အမျိုးသမီးဟာသူမရဲ့ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အမျိုးသားတစ်ယောက်သူမစီချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။လီဆာဟာချက်ချင်းပဲသတိထားလိုက်မိတာပေါ့။သူမဟာရဲတွေကိုဖုန်းဆက်ဖို့အမြန်ကြိုးစားပေမဲ့ဖုန်းကအားကုန်နေပါတယ်။ထိတ်လန့်ချောက်ချားမှုတွေစတင်လာပါတော့တယ်။သူမဟာဒုတိယထပ်ဝရန်တာကိုပြေးတက်သွားပြီးအဲ့ဒီလူကိုခြောက်လန့်မှုအတွက်သူမရဲတွေကိုဖုန်းဆက်ပြီးပြီလို့ဟောပြောလိုက်ပါတယ်။အဲ့ဒီနောက်အိမ်ထဲကိုအမြန်ပြန်ပြေးဝင်ပြီးတကားတွေအားလုံးလုံခြုံအောင်ပိတ်ကာတော့ခတ်လိုက်ပါတယ်။လီဆာဟာနောက်ဆုံးမှာတော့သူမရဲ့ဖုန်းကိုအားသွင်းနိုင်ခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီလူစိမ်းကတော့အိမ်ရှိတကားဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကံကောင်းကျင်တော့ပြတင်းပေါက်တွေကိုအလင်းပိတ်စတစ်ကာတွေကတ်ထားတဲ့အတွက်အပြင်ကနေအထဲကိုဘာမှမမြင်ရပါဘူး။ထိုမျိုးသားကဘာကိုမှသတိမထားမိပဲအိမ်နောက်ဖေးတကားစီကိုလမ်းလျှောက်သွားပါတယ်။လီဆာဟာအဲ့ဒီတကားကိုတော့ခတ်ဖို့မေ့နေတာကိုရုတ်တရက်သတိရသွားပါတယ်။သူမဟာအမြန်ပြေးသွားပြီးအဲ့ဒီလူမရောက်ခင်စက္ကန့်ပိုင်းအလိုလေးမှတင်တော့ခတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကြံတဲ့တကားတွေကိုလည်းလုံခြုံမှုရှိမရှိထပ်မံစစ်ဆေးပါတယ်။အရာအလုံးစိတ်ချရပြီဆိုမှသူမဖုန်းဆက်ပြီးအားသွင်းနေပေမဲ့အဲ့ဒီလူဟာအထဲဝင်ဖို့နီးလန့်ရှာနေတော့မယ်ဆိုတာကိုမြင်နေရပါတယ်။လီဆာဟာရဲတွေကိုထပ်ပြီးဖုန်းဆက်ဖို့ကြိုးစားပေမဲ့ဖုန်းခေါ်လို့မရတော့ပါဘူး။အဲ့ဒီလူကအင်တာနက်လိုင်းကိုကြိုးဖြတ်ထားခဲ့တာဖြစ်နေပါတယ်။သူမဘာလို့ရမလဲဆိုတာဝေခွဲမရဖြစ်နေတော့မှမိကိုအာယုံခံကရိယာကသူမရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။လီဆာဟာမိချစ်ဆန်ကိုထွန်းပြီးအဲ့ဒီကရိယာနားမှာထားလိုက်တဲ့အခါအချက်ပေးတန်ကချက်ချင်းမြည်လာပါတယ်။အဲ့ဒီအတန်ကလူစိမ်းကိုခြောက်လန့်နိုင်လိမ့်မယ်လို့သူမထင်ခဲ့ပေမဲ့ထိုမျိုးသားကတော့ remote control တစ်ခုကိုထုတ်ပြီးအချက်ပေးတန်ကိုအလွယ်တကူပဲပိတ်လိုက်ပါတယ်။လီဆာဟာအရန်ကိုကြောက်လန့်သွားခဲ့ပါပြီ။သူမဟာအိမ်နောက်ဖေးတကားကနေထွက်ပြေးဖို့ကြိုးစားပေမဲ့ထိုမျိုးသားနဲ့တက်တက်တိုးပါတော့တယ်။အဲ့ဒီနောက်သူကမှန်ကိုစတင်ရိုက်ခွဲပါတော့တယ်။လီဆာဟာထွက်ပြေးစရာလမ်းမရှိပဲပိတ်မိနေခဲ့ပါပြီ။ရုတ်တရက်လူခေါ်ပဲတန်မြည်လာပါတယ်။အဲ့ဒါကတော့သူမစောစောကမှထားတဲ့အစားတောက်ပို့ဆောင်သူပါ။လီဆာဟာဝရန်နာကိုပြေးထွက်သွားပြီးရဲတွေကိုဖုန်းဆက်ပေးဖို့အကူအညီတောင်းပေမဲ့ပစ္စည်းပို့သူကသူမပြောတာကိုနားမလည်ခဲ့ပါဘူး။နောက်တစ်ခဏမှာတော့လီဆာဟာထိတ်လန့်တကြားနဲ့အိမ်ထဲကိုပြန်ပြေးဝင်သွားပါတယ်။မကြခင်မှာပဲညမိုးချုပ်သွားခဲ့ပါပြီ။သူမဟာဗီဒီယိုတစ်ခုရဲ့နောက်မှာပုံနေပေမဲ့လူစိမ်းကတော့အရှုံးမပေးပါဘူး။သူကတကားတော့ကိုအရေးဖြောဖို့ကြိုးစားနေပါတယ်။လီဆာဟာကိုကာကွယ်ဖို့အတွက်ဓာတ်တစ်ချောင်းကိုဆွဲကင်လိုက်ပါတယ်။အဲ့ဒီလူကတကားတော့ကိုဖျက်ဆီးပြီးဝင်လာတဲ့အချိန်မှာတော့လီဆာဟာတတိတွေပျောက်ဆုံးသွားခဲ့ပါပြီ။သူမဟာအိမ်နောက်ဖေးတကားကနေတိတ်တဆိတ်ထွက်ပြေးခဲ့ပေမဲ့အဲ့ဒီလူကတော့သူမနောက်ကိုအမြန်ပဲလိုက်လာပါတယ်။လီဆာဟာပတ်ဝန်းကျင်ကိုကျွမ်းကျင်တာကိုအသုံးချပြီးတစ်သားပြားတွေရဲ့အောက်မှာပုံနေခြင်းအဖြစ်ရှာမတွေ့အောင်ရှောင်တိန်နိုင်ခဲ့ပါတယ်။သူမဟာအင်တာနက်လိုင်းကိုအမြန်ပြန်ဆက်ပြီးနောက်ဆုံးမှာတော့ရဲတွေကိုဖုန်းဆက်နိုင်ခဲ့ပါပြီ။လီဆာဟာထောက်တနေရာမှာပုံနေရင်မိနစ်20အတွင်းရောက်လာမဲ့ရဲတွေကိုစောင့်ဆိုင်းရင်းနဲ့ပဲအသက်ဘေးကနေလွတ်မြောက်သွားပါတော့တယ်။